လောကမှာအကြီးမားဆုံးသောအပြစ်ဟာဘာလို့ကြားဘူးလဲ။ကဲဦးဇင်းလည်းနားရတာပေါ့ဗျာ။စဉ်းစားလိုက်ပါဦး။မိစ္ဆာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိမှာနိယတမိစ္ဆာဒိဋ္ဌိခိုင်မြဲတဲ့နိယတမိစ္ဆာဒိဋ္ဌိဆိုလို့ရှိရင်တော့အဝိဇ္ဇိကြတတ်တယ်။အဝိဇ္ဇိကြတယ်နိယတဖြင့်ကြတတ်တယ်မဟုတ်ဘူးကြတယ်။အမေသက်အဖေသက်လို့အဝိဇ္ဇိကြတဲ့လူကဒီကဘာပြက်လို့ရှိရင်လွတ်တယ်။နိယတမိစ္ဆာဒိဋ္ဌိသမားများကတော့ဒီကဘာပြက်ရင်တခြားသောကဘာမှာရွှေ့ပြီးတော့ခံရတယ်လို့ဆိုတယ်။အပြစ်တကအပြစ်ထဲမှာမှားယွင်းတဲ့အယူအဆကိုမှန်တယ်ထင်ပြီးတော့လက်သင့်ခံထားတဲ့မိစ္ဆာဒိဋ္ဌိဆိုတာအပြစ်အကြီးဆုံးပဲ။မှန်ပါဗျာ။အဲ့ဒီမိစ္ဆာဒိဋ္ဌိဆိုတဲ့အကြီးမားဆုံးအပြစ်ဟာဘာကြောင့်ဖြစ်တယ်လဲလို့နည်းနည်းလေးလေ့လာကြည့်ရ။မိစ္ဆာဒိဋ္ဌိဖြစ်ခြင်းအကြောင်းတရား2ပါးရှိတယ်တဲ့။ပရတောဂောတသူတစ်ပါးရဲ့နှုတ်ကနေပြီးတော့မှားယွင်းတဲ့သကားဆံတွေကြားရတယ်တဲ့။သကားဆံကအင်္ဂါတစ်ချက်ဖြစ်တယ်နော်။ကိုယ့်ရဲ့အတွင်းကနေပြီးတော့မှားယွင်းတဲ့နှလုံးသွင်းမှုအယောနိသောမနတိကာရဖြစ်တယ်တဲ့။မှားတဲ့စကားသံနဲ့မှားတဲ့နှလုံးသွင်းမှုဒီနှစ်ခုပေါင်းမိရင်မိစ္ဆာဒိဋ္ဌိဖြစ်တယ်တဲ့။ဟုတ်လား။အပြစ်အကြီးဆုံးမိစ္ဆာဒိဋ္ဌိဖြစ်ဖို့အတွက်အကြောင်းတရားတစ်ခုသည်မှားယွင်းတဲ့စကားသံဖြစ်နေတယ်။ဟုတ်လား။ဒါကြောင့်မှားယွင်းတဲ့အယူဆတွေကိုဖြန့်ချိတဲ့ပုဂ္ဂိုလ်တွေဟောပြောတဲ့ပုဂ္ဂိုလ်တွေဟာအင်မတန်အပြစ်ကြီးတယ်။ဒါကြောင့်မြတ်စွာဘုရားကဖခင်လက်ထက်ကဟိုဒိဋ္ဌိဆရာကြီးတွေရှိတယ်ပုရဏကတ္တပဆိုတဲ့ဒိဋ္ဌိဆရာကြီးကိုမြတ်စွာဘုရားကဘယ်လိုပြောလဲဆိုတော့ပုရဏကတ္တပသည်အဲ့ဒါလူထောင်မြုံကြီးပဲတဲ့။ဘာကြီးတယ်တော့လူထောင်မြုံကြီးပါဗျာ။ငါးတွေကိုထောင်တဲ့မြုံရှိတယ်နော်။မြုံရဲ့သဘောတရားကဝင်လို့ရတယ်ထွက်လို့မရဘူး။မြုံဆိုတာဘာလဲဝင်လို့ရတယ်ထွက်လို့မရဘူး။အဲ့ဒီလိုပဲအယူဆမှားတွေဟာဆွဲလန်းသွားပြီဆိုရင်အဝင်သာရှိတယ်အထွက်အင်မတန်ခက်လိမ့်မယ်။ဒါကြောင့်လူတွေကိုမကောင်းတဲ့နေရာကိုရောက်အောင်ဖျားယောင်းသွေးဆောင်ပြီးတော့ထောင်နဲ့လူထောင်မျိုးနဲ့အင်မတန်အပြစ်ကြီးတယ်။မှန်ပါဗျာ။ဆိုလိုတာကစကားသံတွေဟာမှားယွင်းပြီဆိုရင်အကြီးမားဆုံးအပြစ်ကိုတောင်ဖြစ်စေတတ်တယ်။မှန်ပါဗျာ။ဟုတ်ရဲ့လား။ gain အကောင်းဆုံးသောကုသိုလ်တရားတွေထဲမှာဘယ်ကုသိုလ်ဟာအကြီးဆုံးလဲလို့မေးရင်တော့မက်ကုသိုလ်ဟာအကြီးဆုံးပေါ့နော်။အဲ့ဒီမက်ကုသိုလ်သည်တမ္မာဒိဋ္ဌိခေါင်းဆောင်တဲ့မက်ခင်ကိုပွားများမှမက်ကုသိုလ်ဆိုတာဖြစ်တာမဟုတ်လားအဲ့တော့တမ္မာဒိဋ္ဌိခေါင်းဆောင်တဲ့မက်ခင်၈ပါးဟာမှန်ကန်တဲ့အယူအဆခေါင်းဆောင်နေတဲ့မက်ခင်၈ပါးဟာအရေးမပါဘူးလားပါပါရဲ့ဗျာကုသိုလ်တရားတွေထဲမှာတော့